ဆွဲဘလူဖြုတ်မှာဖြစ်ပါတယ်ဆွဲဘလူစဖွက်ဖို့ဆွဲဘလူပြားအောင်ဖွက်ဖို့တော်ရဲကိုနွားလေးနဲ့တွားကြပါတယ်နည်းနည်းဝေးတော့တော့နည်းနည်းဝေးတော့ရောက်ရင်တွေ့ပြီဟေးရောက်ရင်တွေ့ပြီဟေးပြောင်းဖွက်ဖို့ပြင်ဆင်နေပါပြီပြောင်းကဒီပြားကောင်ကြိုက်မိလို့ရှိရင်အသားပါပဲ ကင်းကောင်းပြီးတော့ဒီဘက်ကဟာကင်းချကင်းနေနေကင်းတောင်းနေကင်းတောင်းနေတယ်ဒီမှာ ပြောင်းဖွက်ဖို့ကိုချမ်းနေသတ်တယ်မီးဆွဲပါပြီမကြခင်ပြောင်းကိုဖွက်ပါရမယ်အဲ့မတော့ဘူးဟိုမီးရမယ်ဒီတော့နေဒီကုန်းလောက် ဦးနေလူကောင်လေ ရှာခဲ့ပြောင်းအောက်ရောက်ခဲ့ဘယ်နှစ်ထပ်ပါကြံတစ်ထပ်နှစ်ထပ်သုံးထပ်လေးထပ်ငါးထပ်6ထပ်9ထပ်